True X ပရိသတ်ကြီးမင်္ဂလာပါဒီကနေ့မှာတော့မြဝေးဖောက်ဝေးချက်ပြိုရေးအစီအစဉ်မှာ9000ကျပ်ထဲနဲ့ကျပ်တလုံးဟင်းညူချက်စားမှာဖြစ်ပါတယ်တယောက်တည်းအတွက်မနက်ညဘောဘလင်းနဲ့စားရတဲ့အပြင်ရတာရှိပြီး protein နဲ့ပြည့်ဝပါတယ်အားတဲ့အချိန်လွယ်တကူနဲ့ငွေကုန်ကြေးကျတက်တာစွာချက်စားနိုင်အောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးကြက်ကြိတ်သား300 gram 20ကျက်သားကိုစနစ်မှုအနေငယ်ကျက်သားမှုအနေငယ်ရုပ်ကောင်းမှုလို့နဲ့အတူရောနယ်ပြီးတော့တနင်္လာလောက်နှက်ထားပါလိမ့်မယ်နှက်ထားပြီးသားကြက်ကြိတ်သားများကိုတော့ယခုလိုနေတော်လုံးလေးတွေလုံးထားပါမယ်ဒီလုံးလေးတွေလုံးထားတဲ့နေရာမှာတော့ဒီနေရာမှာဒီချက်အေးကိုအသုံးပြုထားရဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်လုံး20လောက်တော့ရပါတယ်မိမိလိုအပ်တဲ့အရွယ်အစားလိုအပ်တဲ့ပမာဏကိုတော့တိုင်းတာပြီးတော့စိတ်တိုင်းကြလုံးနိုင်ပါတယ်ကျက်သားလုံးလေးတွေရပါပြီတန်ကိုပူလာပြီဆိုရင်စီ3စွန်းထည့်ပါမယ်ဥမှာဒီမျက်နှာပြင်နှံ့သွားအောင်လို့ရောင်းမနဲ့ပွတ်တက်ပေးခြင်းဖြစ်ပါတယ်စီလည်းအနည်းငယ်ပူလာပြီဆိုရင်တော့စနစ်မှုအနည်းငယ်နဲချင်းများထည့်ပါမယ်
ဒီလဲပူလာပြီဆိုရင်တော့ကြက်သွန်မြူတပြားရိုက်ထားတာထည့်ပါမယ်ဒီနေရာမှာသုံးသွားတဲ့ကြက်သွန်မြူရေတွက်ကကြက်သွန်မြူတဥစာဖြစ်ပါတယ်ဥကြီးတဥစာကအမွှာတွေကိုခွာထားပြီးတော့တပြားရိုက်ထားတာဖြစ်ပါတယ်စီတက်ထားတာလည်းမွေးလာပြီဆိုရင်တော့အသားလုံးလေးတွေကိုမထက်အောင်စီမျက်နှာပြင်ပေါ်ကိုကျအောင်လို့ယူဆိုင်ပြီးတော့ထည့်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကတော့ဒီပေါင်းအိုးကိုသုံးထားတဲ့အတွက်ကြောင့်မလို့ယူဆိုင်နေရခြင်းဖြစ်ပါတယ်အသားလုံးတွေထည့်ပြီးပြီဆိုရင်တော့အသားလုံးမျက်နှာပြင်တွေကိုပေါ်အောင်ညီညာစွာအပူရောက်ရှိအောင်လို့မကျူးမကြည်အောင်မထက်အောင်လို့တတိထားပြီးတော့မှုတ်ပေးမှဖြစ်ပါတယ်အသားလုံးမျက်နှာပြင်တွေညီညာပြီးတော့ကြက်လွယ်ရတာကြစ်ကြစ်လစ်လစ်ဖြစ်အောင်လို့ခုလိုအထက်အောက်နှံ့ဆက်အောင်ပူပေးမှဖြစ်ပါတယ်ပြီးရင်တော့နှစ်ပြိုင်ကြီးခမင်းစားစွန်းတစ်ဝက်စာလောက်ထည့်မှဖြစ်ပါတယ်ဒီအသားလုံးတွေကိုတော့ဆက်ပြီးတော့ကလေးနဲ့ငွေထားမှာဖြစ်ပါတယ်သားလုံးတွေကနူလောက်ပြီဆိုတဲ့အနေအထားကိုရောက်ရှိဖို့တမအောင်ဆက်ပြီးတော့မှွေထားပါမယ်သားလုံးတွေကျက်လောက်ပြီဆိုတဲ့အနေအထားရောက်တဲ့အချိန်မှာကြီးကျယ်အေးရင်နှွေးတည်ထားတဲ့1 လီတာခွဲကြော်လောက်ကိုပိုးတဲ့ကိုထည့်မှာဖြစ်ပါတယ်ဒီညမှာရင်နှွေးတာအသုံးပြုထားခြင်းဖြစ်ပါတယ်ကြက်သားလုံးတွေကရတာတွေကြစ်ကြစ်လစ်လစ်နဲ့ဖြစ်နေအောင်လို့
ဖြစ်ပါတယ်မိုးဆူလာပြီဆိုရင်တသားမုံတစုံခွဲထည့်ပါမယ်နေကောင်းမုံဒီနေရာမှာအမေစားစုံတစ်ဝက်စာလောက်သုံးထားရပါတယ်။သားအနေငယ်ထည့်ပါမယ်။ဒီတမအောင်မွေးပါမယ်။ပြီးတော့စူအောင်ထပ်တင်ပါလား။ပုံပိတ်ထားပါမယ်ပြီးတော့ကြက်ဥနှလုံးအရသာမှုနဲ့ရောနေပြီးခောက်ထားတဲ့ကြက်ဥကိုထည့်ပေးမှဖြစ်ပါတယ်ပြီးရင်တမအောင်ရောမွေပေးမှဖြစ်ပါတယ်အိုးစုလာပြီဆိုရင်ကျွန်တော်ကတော့ဒီနေရာမှာမုံညင်းအဖြူကိုတုံးထားပါတယ်မုံညင်းဖြူထည့်ပါမယ်မအောင်မွေးပါမယ်ချိန်10မိနစ်2မိနစ်လောက်နေကိုလဲဆူလာပြီဆိုတဲ့အခါမှာစားသုံးဖို့အနေထားကိုရောက်ရှိပါပြီဒီလိုချိန်မှာအပေါ့ငံပြန်ပြီးတော့ကိုအဆင်ပြေတဲ့အရာသာကိုရွေးပြီးတော့သုံးဆောင်နိုင်ပါတယ်ဒီလိုဆိုရင်တော့ငွေ9000ကျပ်ထဲနဲ့1လီတာခွဲကျော်ကျော်လောက်ရှိတယ်
နေကောင်းချက်တစ်လုံးဟင်းညိုရရှိပါပြီရတာလည်းရှိပါတယ်ပရိုတင်းနဲ့ပြည့်ဝပြီးအာဟာရရှိတဲ့ဟင်းညိုတစ်ခွက်ဖြစ်ပါတယ်channel လေးကို like and subscribe လုပ်ပြီးအားပေးသွားကြပါအောင်ကျွန်တော်ကတော့ Chris ပါ